ပြဿနာကတော့ A ကိစ္စ A ဆိုလို့ရှိရင် A ပြဿနာဆိုရင် A ဆိုခုဒါခေါင်းကိုက်ပြီ A မွေးကိုက်ပြီပေါ့ကြောက်ကိုက်ပြီကျွန်တော်တို့အရင်တော့ A ကိစ္စကျွန်တော်ပြောခဲ့တယ်ခုမွေးကြောက်တကယ်ကိုက်တယ်အဲ့တော့ A က horror series ဆိုတဲ့ရွာပေါ့နော်ထက်လျှောက်ခံကြည့်ရလို့ပေါ့ထက်လျှောက်ခံဆိုပိုရှင်းပါတယ်ကျွန်တော်တို့ horror series ဆိုတာတို့ဘက်ကခေါ်တာဖြစ်မယ်ဒါထက်လျှောက်ခံရွာလို့ပဲကျွန်တော်ခေါ်တယ်ထက်လျှောက်ခံရွာမှာဖြစ်တဲ့ဖြစ်ရတဲ့ဖြစ်ခဲ့တယ်အဲ့လွန်ခဲ့တဲ့နှစ်ကဖြစ်တာ2024မေလဖြစ်တာနော်2024မေလဖြစ်တာပြီးတော့နှစ်နှစ်ပြည့်ထက်လျှောက်ခံရွာမှာဖြစ်တဲ့ဖြစ်ရအဲ့မှာဘင်္ဂလီတွေလူ100ကျော်ကိုတဲ့ A အဖွဲ့ကတပ်ဖြတ်ခဲ့တယ်ဆိုတာအဲ့ဗီဒီယိုကလစ်တွေအဲ့ဒါတွေနဲ့ပတ်သက်ပြီးတော့ A ကသူတို့ညင်းခဲ့သေးတယ်သူတို့မလုပ်ခဲ့ဘူးဒါစစ်တပ်ကလုပ်တာဘင်္ဂလီတွေမဟုတ်စစ်သားတွေပါစစ်တပ်ကစစ်သားတွေကိုသူတို့လုပ်တာပါပြောရမယ်ဖြေကရှင်းနေတာပဲเนาะအားခတ်တဲ့ A ကလုပ်တာလားနောက်ပြီးရင်မဟုတ်ရင်မြန်မာတက်မတော်ကြီးကတက်ဖြတ်လိုက်တာလားဆိုတာကဒါမနေ့တနေ့ကမွေးတဲ့ကလေးလေးကိုမေးရင်လည်းသိတာပဲဒီဖြေကเนาะဒီဘင်္ဂလီတွေကိုနေပြီးတော့ဒီအားခတ်တဲ့ A ကနေပြီးတော့เนาะတက်ဖြတ်လိုက်မှာတော့တက်ပြစ်လိုက်တာတော့ဘာလို့ဆိုတာအဝေးကြီးနော်လက်ဖြတ်နဲ့တော့မထီးဘူးကြောက်တာနော်အားခတ်ပြည်ထဲမှာရှိတဲ့ရခိုင်မျိုးနွယ်စုအပါဝင်နေပြီးတော့နော်ရခိုင်လူမျိုးတွေထားသူကိုရခိုင်လူမျိုးတွေထားနေပြီးတော့အားခတ်တဲ့တော့ A ကနေပြီးတော့ပို့ပြီးရင်နေပြီးတော့ဒီဂယုဆိုင်ပြီးတော့နော်ပြမယ်ဆိုရင်ဗာလဲသူတို့ကိုပို့ပြီးတော့ဂယုဆိုင်သေးတယ်နော်မွတ်စလင်တွေကိုနေပြီးတော့နော်ပိုးမွေးသလိုကိုမွေးထားတာမွတ်စလင်တွေကိုနေပြီးတော့ဒီအားခတဲ့တော့ A ကနေပြီးတော့နော်ဒီလိုလုံးရင်ဒီလူမျိုးတွေကဒီလိုဖြစ်တယ်ဆိုတော့ကရခိုင်လူမျိုးသိသလိုအားခတဲ့တော့ A ကလည်းကောင်းကောင်းသိတယ်နော်အဲ့ဒါနဲ့ဝေကနေရှောင်းတယ်အားခတဲ့တော့ A ကနေပြီးတော့နော်ဒီစစ်ပွဲတွေဒီမြန်မာတက်မတော်နဲ့နေပြီးတော့ဒီအားခတဲ့တော့ A နဲ့နေပြီးတော့ဒီမျိုးသိန်းတိုက်ပွဲတွေဖော်ဆန်ကလေးကနေပြီးတော့ဒီစစ်ပွဲတွေဖြည့်ကလေးကနေပြီးတော့ရခိုင်မှာနေပြီးတော့ဒီမျိုး18မျိုးရှိတယ်ဆလင်းမျိုးနေတင်ထားပြီခုကနေပြီးတော့သိန်းတဲ့မျိုးနေတွေမှာနေပြီးတော့ဒီအားခတဲ့တော့ A ကနေပြီးတော့ဥပမာကြောက်တော့မျိုးကိုသိန်းတော့မယ်ဆိုရင်ရခိုင်ပြည်သူလူထုတွေကိုနေပြီးတော့အနေနာကလူတွေတော့မသိဘူးเนาะသတိတော့မပေးဘူးဟဲ့နေတို့တွေနေပြီးတော့ထုတ်ဖို့တွေပြန်ထားကြငါတို့ဒီမှာကြောက်တော့မျိုးကိုဆိုကြောက်တော့မျိုးကိုသိမ်းမယ်မြောက်ဦးဆိုမြောက်ဦးမျိုးကိုသိမ်းမယ်ဆိုဒီအားခတဲ့တော့ A ကနေပြီးတော့ကိုယ့်ရဲ့ရခိုင်ပြည်သူလူထုတော်မှနေပြီးတော့ဒီလိုမပြောဘူးเนาะအခုကနေပြီးတော့ဒီဘူးတိတော်မောင်တော်လို့ဆိုရင်ဒီအားခတဲ့တော့ A ကနေပြီးတော့မျိုးတွေကိုသိမ်းတော့မယ်ဆိုရင်တော့မှနော်ဒီစေးသဘောတဘာဝအရာနေပြီးတော့ဒီပြည်သူလူထုတွေကိုနေပြီးတော့သတင်းတွေပါတယ်ပေါက်ကြလို့မရဘူးနော်ဒီလိုသတင်းမျိုးတွေပေါက်သွားမယ်ဆိုရင်ဒီရန်သူဖက်ကနေပြီးတော့ကြိုပြီးတော့ကာကွယ်ပြီးတော့လှုပ်ထားမဲ့ဟာအရာတွေအများကြီးရှိတယ်အဲ့ဒါနဲ့မပြဘူးရခိုင်လူထုတော်မှဒီပြီးတော့ဒီအားခတဲ့တော့ A ကနေပြီးတော့မပြဘူးနော်ဒီမွတ်စလင်တွေကိုနေပြီးတော့ကြိုပြီးရင်ပြတယ်နော်ခင်ဗျားတို့တွေထွက်ကြနော်ကျွန်တော်တို့တွေနေပြီးတော့ဒီဘုဒ္ဓဆောင်ဆိုရင်ဘုဒ္ဓဆောင်မျိုးကိုသိမ့်မြန်ပြမောင်တော်ဆိုရင်မောင်တော်မျိုးကိုသိမ့်မြန်ခင်ဗျားတို့တွေနေပြီးတော့နော်ထွက်ပြီးကြနော်အေးလို့ကြိုပြီးပြထားတာရှိတယ်နော်ပြဿနာတွေဖြစ်မှာကိုဆိုးလို့နော်ဖြစ်အဆက်ဆက်ကလည်းနေပြီးတော့ဒီပြဿနာတွေကနေပြီးတော့ရခိုင်ကစားတဲ့ပြဿနာတွေမဟုတ်ဘူးရခိုင်မှာဆိုရင်ရခိုင်ကဒီပြိပခါတဲ့ဖြစ်တဲ့ဂျားမာလေးကြည့်လိုက်နော်မွတ်စလင်တွေနဲ့ဒီရခိုင်ပြည်သူလူထုတွေနဲ့ပြဿနာဖြစ်တိုင်းမှာလည်းကြည့်လိုက်အဲ့ဒါပြဿနာကဘေကစားလဲဆိုရင်မွတ်စလင်တွေအတိုင်းဝိုင်းတွေကပဲစားတာနော်အဲ့ဒါဆိုကျော်မြင့်မဲပါအဆုံးအောင်ပြတာခင်ဗျာနားထောင်ကြည့် Human Rights Watch ကနေပြီးတော့ဒီနေ့ထုတ်ပြန်တဲ့စာမှာမနေ့က18ရက်ဆိုရင်ထုတ်ပြန်တဲ့အယိုးစုများနဲ့ဥကောင်းကုန်များနေရာနဲ့ပြန့်ကျဲနေသည်ဆိုတဲ့နော် skeleton and skull scattering everywhere ဆိုတဲ့ခေါင်းစဉ်နဲ့နော်ခေါင်းစဉ်နဲ့ထုတ်ပြန်တဲ့ Human Rights Watch ရဲ့ထုတ်ပြန်ချက်ထဲမှာပါလဲဆိုတော့ AR တဲ့အဲ့ဒီထိုင်းလျှောက်ခံကြီးရွာမှာဘင်္ဂလီ190လောက်ကိုတဲ့ရဲအဆက်တပ်ဖြတ်ခဲ့ပြီးတော့အခါအဆုလိုက်ပြောလိုက်ကိုဒီထိုင်းလျှောက်ခံရွာမှာလည်းနေပြီးတော့ဒီရွာသားတွေကိုယ်တိုင်နေပြီးတော့အင်တာဗျူးတဲ့အစီအစဉ်တွေအများကြီးရှိတယ်နော်လူပေါင်း100ကျော်တည်ဆုံးသက်ပြစ်လိုက်တဲ့ဒီဆွဲတွေနဲ့နေပြီးတော့ဒါကတကယ်ကြာရင်တော့မဟုတ်ပါဘူးနော်စစ်သားဒီအားခတဲ့တော့ A နဲ့မြန်မာတက်မတော်ကြီးနဲ့စစ်ပွဲတွေဖြစ်တုန်းကနေပြီးတော့စစ်သားလူတီအလောင်းတွေနော်စစ်သားအလောင်းတွေဖြစ်အေးတွေမှာပြစ်ထားခဲ့တာဖြစ်တယ်မြန်မာတက်မတော်ကြီးကသူရဲ့စစ်သားတွေကိုသူတို့မသိနိုင်လို့အေးတွေကမှာပုံထားခဲ့တာဖြစ်တယ်ကျွန်တော်မြင်တော့ပြရမယ်ဆိုရင်နော်အင်တာဗျူးတဲ့ဟာမှာလည်းရှိတာပဲနော်
ထဲလျှောက်ခဲ့ရောကနေပြီးတော့ဒီဒေသခံမွတ်စလင်ရောသားတွေအကောင်လုံးကနေပြီးတော့ဆွဲဆိုရှာတွေအများကြီးရှိတယ်နော်ဒါကကျွန်တော်တို့မွတ်စလင်တွေမဟုတ်ပါဘူးထဲလျှောက်ခဲ့ရောသားတွေမဟုတ်ပါဘူးနော်ဒါကစစ်သားအလောင်းတွေဖြစ်တယ်နော်ပြင်းချင်းနေတဲ့ရုပ်လုံးတွေကပေါ်နေတဲ့ရုပ်လုံးတွေကနေပြီးတော့ဗာလဲဆိုရင်ဒီဥကောင်းတွေကမဟုတ်ဘူးအုတ်ထုတ်တွေပါတယ်စစ်အုတ်ထုတ်တွေပါတယ်အများကြီးဂျီကာတွေပါတယ်အများကြီးနော်စစ်သားအလောင်းတွေဒါကနေပြီးတော့နော်အခုကစစ်ရဲကနေပြီးတော့ဗာလဲဒီအာခတက်တော်အေကိုနေပြီးတော့တက်ဖြတ်လိုက်တယ်ဆိုပြီးတော့နိုင်ငံတကာကနေပြီးတော့စစ်ရဲတွေကနေပြီးတော့ဒါကအမားကြီးပေါ့နော်အမားကြီးတစ်ခုပေါ့နော်ခုကနေပြီးတော့ပွေးလင်တုံးဖြာခင်းတဲ့သဘောမျိုးနော်ဒါကမြန်မာတက်မတော်ကြီးကပဲလှုပ်လို့အာခတက်တော်အေကပဲလှုပ်လို့ဒါကမနေ့တနေ့ကမွေးတဲ့ကလေးမင်းရင်လည်းတည်တယ်နော်ဟုတ်ပြီအခုကနေပြီးတော့ဒီအာခတက်တော်အေကိုထောက်ခံသူလည်းရှိတယ်လို့မထောက်ခံသူလည်းရှိတယ်မြန်မာတက်မတော်ကြီးကိုထောက်ခံသူလည်းရှိတယ်လို့မထောက်ခံသူလည်းရှိတယ်နော်ဒါကနေပြီးတော့သူတို့မထောက်ခံတဲ့ဖွဲ့သူတို့ဆွေးစစ်မှာပဲနော်အများသားအပြင်ကနေပြီးတော့ဒီမွတ်စလင်အတိုင်းဝိုင်းတွေကနေပြီးတော့စစ်တပ်ကိုလည်းထောက်မခံဘူးအာခတက်တော်အေကိုလည်းမထောက်ခံဘူးသူတို့ကနေပြီးတော့သူတို့ရှုံချမှာပဲဒီဟာကနေပြီးတော့ဟုတ်ပါတယ်ဒီလိုဖြစ်ရမဲ့တဲ့ဟုတ်ပါတယ်နေပြီးတော့သူတို့ဒီရိုဟင်ဂျာအမြင်ခံတွေနေပြီးတော့ပြပနိုင်ငံတည်တည်ရောက်သူတို့ကနေပြီးတော့ဆွေးစစ်မှာပဲဒီပြဿနာကနော်ဒါရှင်းနေတာပဲဖြစ်ရကြားဖြတ်မဟုတ်ဘူးလားကျွန်တော်မျိုးပြတာလဲဆုံးအောင်နားထောင်လိုက်ပါအောင်နော်ပြောတယ်အခုလုတ်ခဲ့ပါတယ်ဆိုပြီးတော့ Human Rights Watch ကပြောပြီးဦးစီးတော်မျိုးနဲ့ထဲချောက်ခိုင်းတော့အဲ့ဒီဖြစ်စဉ်ကပြီးခဲ့တဲ့နေ့ကဖြစ်ခဲ့တယ်ခင်ဗျားတို့ IP ကို click တွေမြင်နေတယ်တွေထုတ်ခဲ့ခြင်းအများကြီးမြင်တယ် 45 right တို့ကစားထုတ်ပြန်ခဲ့တယ်အဲ့ဒါ AA အတင်းညင်းတယ်အတင်းတခါတည်း video clip တွေရိုက်ပြန်ပြီးဝါရပြန်ဖြတ်တယ်ဒါဘင်္ဂလီတွေလုတ်တာဟုတ်ပါဘူးစစ်သားတွေကိုလုတ်တာပါဆိုစစ်သားတွေစိတ်ဆိုးနေတယ်အဲ့လိုတွေရှိတယ်အဲ့တော့ AA ကမိုးကြောက်ခဲ့တာမိုးကြောက်ခဲ့တာ AA တော့သွားပြီထုံးရနိုင်ရသွားပြီလုံးဝဘင်္ဂလီတွေကို genocide လုပ်တဲ့ခေါင်းဆောင် genocide လုပ်တဲ့ကောင်းဟုတ်ပြီဘူရှော့ထွေးမြတ်နိုင်ကနေပြီးတော့ genocide လုပ်တဲ့မွတ်စလင်အတိုင်းဝိုင်းတွေကိုနေပြီးတော့ဟုတ်ပြီအေးဒါဆိုရင်လူမျိုးတုံးသက်ဖြစ်တယ်ဒီမွတ်စလင်အတိုင်းဝိုင်းကိုနေပြီးတော့လူမျိုးတုံးသက်ဖြစ်တဲ့ဗီဒီယိုဖိုင်လေးတစ်ဖိုင်ထွက်ရှိတာရှိလားကျွန်မျိုးမဲမဲငါမဲမဲကွာနော်အာခတက်တော့အေကနေပြီးတော့ဒီမွတ်စလင်တွေကိုနေပြီးတော့သက်ဖြစ်လိုက်တဲ့ဗီဒီယိုဖိုင်လေးတွေတက်တီတလကားတွေနေပြီးတော့ရှိလားနော်မရှိဘူးနော်ဥပမာမြန်မာတက်မတော်ကြီးမှာရှိလားဆိုရင်လင်းထုတ်ပြလိုက်ရှိတယ်မဟုတ်ဘူးလားနော်ရှိတယ်ဟုတ်လားဘင်္ဂလီကို genocide လုပ်တဲ့ကောင်ဆိုတဲ့သတင်းထွက်ပြီးသွားပြီအဲ့ချုံးမြန်နိုင်ဇလန်သွားပြီခင်ဗျာချုံးမြန်နိုင်ထောက်ခံနေတဲ့ကောင်တွေက genocide ဖြစ်ကုန် genocide လုပ်တဲ့သူတွေဖြစ်ကုန်ချုံးမြန်နိုင်ကိုထောက်ခံနေမှတည်းများ genocide ဟုတ်ပြီနိုင်ငံတကာကနေပြီးတော့တရားတွေပါတယ်ဆွေးဆွေးမဆွေးဆွေးပြည်တွင်းမှာပြည်တွင်းရေးကိစ္စပေါ့နော်ဘာမှမဆိုင်ဘူးဥပမာဆိုရင်မြန်မာတက်မတော်ကြီးတောင်မှနေပြီးတော့မြန်မာနိုင်ငံနေရာနဲ့ကိုပုံကြည့်နေတာဘယ်နိုင်ငံတကာကနေပြီးတော့တရားစွဲလို့မရဘူးမဟုတ်ဘူးလားအရေးယူလည်းမရဘူးကိုယ်ဆိုရင်မြန်မာနိုင်ငံမှာနေပြီးတော့နေ့စဉ်ရက်ဆက်နေပြီးတော့ဗာလဲကိုအိမ်တွေမိန်ရှိုးခံရတယ်ဖျက်ဆီးခံရတယ်လူတွေနေ့စဉ်နဲ့များတင်နေရတယ်ဒီလောက်တောင်မှသက်ဖြစ်နေတဲ့မြန်မာတက်မတော်ကြီးကိုတောင်မှနေပြီးတော့နိုင်ငံတကာအရေးယူတာမရှိဘူးနော်ခုကနေပြီးတော့ဒီထန်းလျှောက်ကန်ကိစ္စနဲ့ပတ်သက်ပြီးတော့ဆွေးတွေကနေပြီးတော့ဘာမှသုံးစားလို့မရဘူးနော်နိုင်ငံတကာကနေပြီးတော့ဒီပြပရောက်နိုင်ငံအသီးသီးကရိုဟင်ဂျာအမြင်ခံတဲ့ဘင်္ဂလီတွေကနေပြီးတော့အမျိုးမျိုးစာတင်ပြီးတော့သူတို့ဝါဒတဲ့အမျိုးမျိုးဖြန့်ကြတယ်နော်အဲ့ဒါကနေပြီးတော့နိုင်ငံတကာဘူးမသိဘာမသိအာခတက်တို့အေကိုနေပြီးတော့ဆွေးတယ်ဒါအမှားကြီးတစ်ခုပါပဲနော်အဲ့လိုတဲ့ကောင်ကြီးပဲကျွန်တော်ဆိုင်အားပေးနေဖြစ်ကုန်အတော်ပြီခင်ဗျားတို့အဲ့ဒါဒီအရေး human right watch ကလည်းပေါ်ပြီး45 right ကလည်းပေါ်ပြပြီးကုလသမဂ္ဂမှာလည်းတက်သွားပြီးနိုင်ငံတကာအဖွဲ့အစည်းတွေရှိမှာ community နိုင်ငံတကာ community မှာအဲ့တဲ့တွေပြန့်သွားပြီကုလသမဂ္ဂကဘာကုလသမဂ္ဂလည်းဘာဆောင်မကြတော့အဲ့ဒါအားလုံးတပ်မတော်လူသူမှမကြည့်ထားဘူး human right watch တို့ကရေးမထားဘူးစစ်တပ်နဲ့ရခိုင်နဲ့ခြားကြတဲ့ပွဲမှာအေးနဲ့စစ်တပ်နဲ့အေးနဲ့ခြားကြတဲ့ပွဲမှာအေးရီယာစစ်တပ်နဲ့ဘက်ကနေထွက်ပြေးလာတဲ့ရခိုင်ဘင်္ဂလီတွေကိုအေးရီယာဘင်္ဂလီတွေကိုအဲ့လိုရဲစက်တပ်ဖြတ်မှုလုပ်ခဲ့ပါတယ်ဆိုတော့လုပ်တာအဲ့တော့စစ်တပ်မှာဘာမှမဆိုင်ဘူးအဲ့ကိစ္စပေါ့အဲ့ကိစ္စစစ်တပ်မှာဘာမှမဆိုင်စစ်တပ်နဲ့မဆိုင်ဘူးဟုတ်တယ်စစ်တပ်နဲ့ဘာဖြစ်လဲဆိုတော့ဟိုတကယ်ပါရှက်ရှောက်ကပုံပါနော်ဘယ်လောက်လဲဆိုတော့ genocide ခေါင်းဆောင်ဖြစ်တယ် genocide ခေါင်းဆောင်ဖြစ်သွားပြီတွားပြီးထင်တယ်အဲ့တော့ကိုယ်တိုင်နဲ့ကိုယ်ခံမောဒါတော့ဒီလိုမျိုးလုပ်ရင်ဒါဖြစ်မယ်ဆိုတော့သူမသိခဲ့တဲ့ဇာလန်ကိုသူခံပြီးလို့ပဲကျွန်တော်တော့ပြောချင်တယ်နောက်တစ်ခုကဘောလုံးမြိုင်မှာ
ဘုရှိုးထွန်းမြတ်နိုင်ကိုပဲဆွဆွနေတယ်နော်ဒီလုံးရဲကနေပြီးတော့နော်အဲ့ဒါပြချင်တာဗျာနော်နိုင်ငံရေးနဲ့ပတ်သက်ပြီးတော့တိုင်းမပြချင်ဘူးနော်မြန်မာနိုင်ငံမှာနေပြီးတော့အခုကနေပြီးတော့နော်တစ်ဖက်နဲ့တစ်ဖက်နေပြီးတော့ပြစ်ခဲ့တဲ့အချိန်မှာနေပြီးတော့ဒီအာခတက်တော်ရေကိုလည်းမကြိုက်တယ်လို့မြန်မာတက်မတော်ကြီးကိုမကြိုက်တယ်လို့လည်းရှိတယ်လို့ရှိတာပေါ့နော်အဲ့ဒါပြပြီနော်အခုကနေပြီးတော့ဘာဖြစ်ဖြစ်မြန်မာညီကိုတိုင်းရင်းသားအချင်းချင်းဖြစ်လို့ဥပမာနေပြီးတော့ကောင်းတဲ့ဖက်ကကြည့်ရမယ်နော်ဒီဘင်္ဂလီတွေကိုနေပြီးတော့ဒီလောက်ပဲကောင်းလုံးနေပြီးတော့ကောင်းလို့မရဘူးနော်ဒါကမြန်မာနိုင်ငံသားတွေသိမှာပါနော်ကျွန်တော်တို့မြန်မာနိုင်ငံအတွက်နေပြီးတော့အလွန်တရာကိုစွန်းစီရကောင်းတယ်မိုင်းလို့ဆိုလည်းဖြစ်တယ်လီဆိုလည်းဖြစ်တယ်ဒီဘင်္ဂလီတွေကနေပြီးတော့နော်တနေ့မို့တနေ့နေပြီးတော့ကျွန်တော်တို့မြန်မာလူမျိုးတွေကိုနေပြီးတော့အမျိုးမျိုးဒုက္ခတွေပေးတဲ့ဟာလူမျိုးတစ်မျိုးဖြစ်တယ်ဒါကိုတတိအမြတတိကြီးထားရမှာပေါ့နော်ဒီဘင်္ဂလီတွေကနေပြီးတော့ဥပမာထန်းချောက်ခဲ့ရော်မှာလူပြီးတော့ဒီလူပေါင်း100ကျော်တဲပြစ်လိုက်တယ်ဗျာမြန်မာတက်မတော်ကြီးကားပဲဖြစ်ဖြစ်အာဟတက်တော့အေကားဖြစ်ဖြစ်ဥပမာပြမယ်ဆိုရင်နော်လူပေါင်း100လောက်တော့မှမသိဥပမာဆိုရင်မသိဘူးအဲ့လောက်ထိနော်ဒီမြန်မာတက်မတော်ကြီးကနေပြီးတော့ဒီအာဟတက်တော့အေကိုနေပြီးတော့အမျိုးနေပြီးတော့ပုတ်ခက်ပြီးတော့ဆွဲတယ်အများကြီးရှိတယ်ဒီနေရာမှာနေပြီးတော့သက်ဖြစ်လိုက်တယ်မှာလည်းမြန်မာတက်မတော်ကြီးကလည်းဖြစ်နိုင်တယ်ကျွန်တော်အမြင်တော့ပြမယ်ဆိုတော့ဘာဖြစ်လို့လဲဆိုရင်ဒီအာခတက်တော်အေကိုနေပြီးတော့သူတို့ကနေပြီးတော့ဒီ genocide လုပ်ပါတယ်ဆိုပြီးတော့ဒီမွတ်စလင်အတိုင်းဝိုင်းတွေကိုနေပြီးတော့သူတို့ကသက်ဖြစ်လိုက်တာဖြစ်တယ်နော်သူတို့ဘင်္ဂလီမပြနိုင်ကြတော့ဒီတိုင်းရင်းသားလက်နက်ကိုင်တိုင်းရင်းသားအချင်းချင်းတော့မှသူတို့သက်ဖြစ်လိုက်တာပဲဟိုတိုင်းရင်းသားညီကိုမော်နမတွေကိုတော့မှတရားဝင်တရားထွက်နေပြီးတော့เนาะသူတို့ကသက်ဖြစ်လိုက်တာဒါကနေပြီးတော့ဒီအာခတက်တဲ့အေကိုနေပြီးတော့ဆွဆွထားတာလည်းဖြစ်မှာပါနော်ဒါက